耶姐。好远了，你们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 那么喜欢。မဟုတ်ပါဘူးမရုံရတော့စွာလည်းမဟုတ်အဓိကပြောပြအကြောင်းရင်းတွေအားလုံးကသိတယ်ပြောပြမှာရကို attention ရှာခံနေရတဲ့ဟာကိုသိဖို့ပဲအဓိကချာဘာမှမဟုတ်ဘူးပထမဆုံးတော့လည်းအေးစေးပြနေကြပါဦးပထမဆုံးတကယ်ပွဲရည်တွေဝင်ပါနိုင်ဘူးလိုက်ပြမယ်ကောင်မကြီးကစကမစိုးပါဘူးမိတ်ကပ်မပြေရဘူးသူစိုးနေတာတကယ်အေးချမ်းလေးခဏလောက်နေခြင်းတယ်ဘယ်ပွဲမှာတကယ်မပါနိုင်သေးဘူးမပါလဲကိုဆွဲထဲတာကာယကံရှင်တွေအောင်ဘာမှမဖြစ်ဘူးအေးချမ်းနေပါလေဆိုမှဒုက္ခပဲဒါမို့လေဒါကလည်းသိရမလားကိုရီးယားလည်းဒါဟိုအကုန်လုံးသိအောင်လုပ်ထားတယ်တင်ထားတဲ့အတွက်ကြောင့်မလို့ဒါဘာကြောင့်ဘလို့ဆိုတာလေးသိသွားရင်ရပြီဘယ်သူမှလည်းဘာမှမဖြစ်ဘူးဘယ်သူမှလည်းသိရမလားဟိုထိခိုက်နေတာလည်းတရားမှလည်းမရှိဘူးအဓိကအဲ့လိုကာယကံရှင်နေအောင်ဘာမှမဖြစ်ပဲနဲ့အဲ့လိုဘာဟိုမဆိုင်ဝင်ပြီးတော့ attention ရှာလို့အမြင်ကတ်လို့လောက်ကြတော့မပွဲလာရင်လည်းမပွဲဘူးအဓိကဖြစ်ချောင်းကုံစင်လေးပြောပြရုံနဲ့တိရုံလောက်ပဲအဲ့ဒါလေးဆိုရင်ရပြီဟုတ်တယ်ကောင်းပြီလားကမကြီးရပွဲလည်းမဟုတ်ပါဘူးဒါဒီနေ့ပေါ့နော်ဒီကောင်မလေးတင်ထားတဲ့ဟာနာဟုတ်တယ်အရှိမ relationship တင်တယ်ဒါပေမဲ့maybe ပေါ့နော်1 2 3 3ရက်လောက်မှာပဲတနာဘက်ကပဲတနာ break လုပ်တယ်ဘာဖြစ်လို့လဲဆိုတော့ဘယ်သူမှလည်းဘာမှလောက်တာလည်းမဟုတ်ဘူးသူလည်းပတ်သူအေးချမ်းပဲကိုလည်းကွက်ကိုအေးချမ်းပဲအဓိကညှိနှိုင်းမှုအစစ်မပြေလို့ညှိနှိုင်းမှုဆိုတာငါတို့ဂျာမှာရှိရ relationship ဂျာမှာညှိနှိုင်းမှုအစစ်မပြေလို့ပေါ့နော်ဒါပြီးသွားပြီဇလန်မုံချင်းချစ်ချင်းလည်းဘာမှမရှိဘူးအဲ့တော့ဟိုကိုလည်းကိုအေးလေးပဲတနာကြတော့အရှိမ back မှာ relationship မှာ trauma များခဲ့တဲ့မိန်းမဖြစ်တဲ့ကြောင့်မလို့တနာရဲ့နောက်ပိုင်း relationship တွေမှာဆိုရင်နာနည်းနည်းထားတဲ့စံလုံးနည်းနည်းမြင့်တယ်အဲ့လိုကိုလိုချင်တဲ့အရာမှမရဘူးဆိုတော့တနာအဲ့နေရာကနေ back ဆိုပြန်ထွက်လာတာစိတ်လည်းမရှိတော့ဆွဲလည်းမဆန့်ရင်တော့စောင့်လည်းမဆောင်ချင်ဘူးဆိုတော့မိန်းမတွေမှာပါတယ်အရင်နည်းနည်းဘယ်လိုပြောမလဲ relationship နဲ့ပတ်သက်လာရင်အဲ့လိုမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့ဘာမှလည်းမဖြစ်ဘူးအဲ့တော့ဒီကောင်မလေးတင်ထားတဲ့ဟာဆိုရင်ရှင်းလေးပဲအခုလေအကောင်မလေးကိုလှမ်း contact ပြီးတော့ပြောတယ်ညီမလေးဒီလောကမှာနေနေတယ်ဆိုရင်မဆိုင်ကိုကိစ္စမဟုတ်ဘူးမပါနဲ့အမားတို့လည်းနေနေတွေ့တယ်ကိုကိစ္စမဟုတ်ဘာဝင်ပါဘူးတခါတလေကြာရင်ကိုရောင်ကိုကိစ္စကိုကျမတို့ဆိုလေဟိုနေ့ interview တွေမှာမေးပါတယ် relationship ကြောင်းဒါပေမဲ့ကျမရှင်းလေးပဲဖြစ်ရဲ့ကျမအကြောင်းကိုသိရလို့လေကြည့်နေတဲ့ပြည်သူလူထုကဘာမှမဖြစ်သွားဘူးအဲ့တော့အရေးမကြီးရတဲ့တင်းနေတယ်ခက်ခါတက်ကတော့အားလုံးကမျက်စိနောက်လည်းအမြင်ကတ်တယ်ကျမကလည်းပွဲရှာတကယ်မကြိုက်ဘူးအဲ့တော့ကိုနေလေခလုတ်တိုက်ခံရတယ်ကိုထိုင်နေလေဒီကောင်မကြီးဆွဲထဲကြတယ်ဒီကောင်မကြီးတအားစွာတာလည်းသိတယ်ပြီးတော့ပြောတယ်အိုးတဲ့ဖြစ်တဲ့ယောက်ျားကြီးကြတယ်ဖြစ်တဲ့ယောက်ျားကြီးမပြောဘူးဆိုတာကျမပြောရရှင်းလေးပဲလေသူတို့ကကျမကိုတက်ပြီးတော့ attention ရှာတယ်တော့ကျမပြောမှာပေါ့ကျမတော့သူတို့ attention မရှာသူတို့ကကျမ attention မရှာဘူးလေပြီးသွားပြီပေါ့ဒါဆိုတာဟုတ်တယ်မလားလူဆိုတော့ relationship ဆိုတာရှိကြတာပဲကျမတို့မှလည်းရှိရကျမတို့လူပဲကွယ်ပုထုဇဉ်ပဲကွယ်တီလားရှိတာပဲဒါပေမဲ့ဟိုဒါကြီးကိုပြိတ္တတီပဲဖြစ်စေမတီပဲဖြစ်စေနော်တော်ပြီပေါ့အဲ့ဒါကိုဘာဖြစ်လို့ဒီကလေးမလေး attention တက်ရှာလဲကျမစဉ်းစားနေရအောင်တကယ်စဉ်းစားနေရတာဒါလည်းနုပညာရှင်ချင်းတော့လောကအချင်းချင်းကျမတို့ဆိုတခါလေးကြာဒီနုပညာလောကထဲမှာလေလူတွေအများကြီးမင်းဘယ်လိုပြောမလဲဆက်ဆံနေရဘယ်သူဘာလုပ်နေလဲဆိုတော့သိတာပဲကျွန်တော်တော့မပြောဘူးဘာမရှုပ်ဘူးဘာလို့လဲဆိုတော့ဂျားသုံးဂျားဆိုတာဝင်ရအောင်ဘယ်ဂျားမှမဝင်ရအောင်ကိုနဲ့ဒိတ်ပြဿနာတက်တာအဲ့ဒိတ်ပြဿနာတဲ့လူပဲရှင်းရတယ်သူများဆွဲမထည့်ရဘူးသူများနာမည်ကိုလည်းထားပါတော့နာမည်ပဲဖြစ်ဘလို့ဂုံဘက်ကိုပဲဖြစ်ဘလို့အကြောင်းအရာပဲဘလို့တိုက်တယ်ပဲဖြစ်ဆွဲမယူရဆွဲမပြောရဘူးဒါလူစီလူကန်လူပေါင်းမှနေနားလေရတယ်ဒါပေမဲ့ထားပါတော့ကလေးမလေးကအသက်ကခုမှ21 20နှစ်ဆိုတော့ကျွန်တော်တို့ဆိုလည်းအများကြီးငယ်ပါတယ်ဒီလောကမှာခုမှဝင်လာမိနစ်နဲ့မှရွှေကြိုးကနေဝင်လာပြီးတော့ attention ရှာခြင်းနေတဲ့ပုံစံမျိုးရှိတာဒါပေမဲ့ကျွန်မပြောရရှင်းလေးပဲကိုကိစ္စကိုလို့သူများကိစ္စဝင်မပါနဲ့သူများရဲ့သူသဘောတူကြည့်ပြီးလို့ဘာအတမထွက်မလာရင်ဘာမှဝင်ပြီးတော့အမားဘက်ကလို့ညီမဘက်ကလို့ဘာမှပြောမနေနဲ့
သူလည်းကျမဘာမှမပြောခဲ့ဘူးသူလည်းကျမလည်းတွေ့ပါတယ်ဟိုကညီမလေးဆိုခေါ်ပြီးမိတ်ဆက်ပြီးလို့ကျမလည်းအော်အေးပေါ့တွေ့တယ်ဒီလောက်ပဲလေသိရမလားအဲ့တော့နောက်ထပ်အဲ့ကောင်မလေးရှုပ်ထားတဲ့ဇက်တွေကျမမပြကြံလို့မပြောချင်လို့တော့ဒီပြောစရာအကြောင်းမှမရှိတာအဲ့တော့ဟိုသိရမလားတနာဘူးနဲ့ဟိုမလေးပြောလို့ရတယ်ခေါင်းပေါ်ချိတက်ပါလို့ရလို့ထင်းနေတယ်တနာဘူးနဲ့ခေါင်းပေါ်ချိတက်ပါလို့ရတယ်တနာဘူးနဲ့မပါဘူးသူများကလည်းမလုပ်ဘူးသူများကလည်းဘယ်တော့မှအဲ့လိုမျိုးဟိုသိရမလားသူများကြောင့်ငါကြောင့်ဆိုပြီးဘယ်တော့မှမလုပ်ကိုအရင်ထိလာမှကိုလှုပ်လာမှကျမပြန်လှုပ်တာကိုအရင်မထိလိုက်တည်၍ကျမဘယ်တော့မှပြန်မလုပ်ဘူးပြင်းလို့ဘာလို့လဲဆိုတော့တည်မဆိုးရကိုကစွာတယ်လို့နာမည်ထွက်ရတယ်ကြားတယ်ဟာဒီကောင်မကြီးဆိုတော့သိရမလားဘလို့ဆိုပြီးတော့အပြောခံပါဆိုကိုကျမတုံတယ်မပြောဘူးအခုကစတိတက်တင်တာဖြစ်နောက်တည့်ရက်အခုကျတော့မီဒီယာအင်တာဗျူးအဲ့တော့ဘာဖြစ်ချင်မှန်းကိုမသိတာဖြစ်ရှင်လေးပဲကိုကဟုတ်ပြီသူပြောသလိုပဲ तू ကပဲမှန်းနေလားဆိုတော့ तू လည်းမှန်းမနေခဲ့ဘူး तू ကလည်းမှန်းမနေခဲ့ဘူးမှန်းမနေခဲ့သူများအောင်မပြောနဲ့စေနာတွေမြစ်တာတွေဝေဒနာတွေအကျဉ်းတာတွေလာပြောနေတယ်အဲ့ဒါကျစောက်ပူတွေဟုတ်လားကိုကိစ္စမှုသူများကိစ္စမှုပါတော့ဒါတော်တော်ထွားတာဒါတော့နည်းတော်စိတ်ကောင်းတော်တော်ဝင်နေလို့စိတ်ကောင်းတော်တော်ဝင်နေလို့ဟုတ်လို့ကတော့လုံမှာလိုက်ရှာပြီးလို့လုံမှာတော်တော်ထွားနေတာတွေ့ပြီလားလိုက်ဟိုးလဲပြီလားအဲ့တော့ဒါကအကုန်လုံးကကျမရဲ့ကိစ္စကိုသိရမှာဒီတလားထဲမှာလောလဲဖြစ်သွားတဲ့ကိစ္စမှာအားလုံးကစိတ်ဝင်စားနေကြတယ်။ဘာဖြစ်တာလဲဘလို့ဖြစ်တာလဲဟုတ်တယ်နော်ဟုတ်တယ်ဟိုကျမနဲ့ဟိုတိုက်ဆိုင်နေတဲ့သူကလည်းသူက relation တွေတင်သွားတယ်အဲ့ဒါလေကျမအရှိကတယောက်ပဲနော်သူကသူတို့ဇက်တွေပြန်ရှုပ်ပြီးသူကသူတို့ပြန်သွားဖြစ်သွားလေအဲ့ကျမစိတ်ဝင်စားဘူးကျမတို့ရဲ့သိရမလားကျမစိတ်ဝင်စားဘူးအဲ့ဒါတွေကကျမဘက်ကနိုးဆိုကျမပြီးသွားပြီလှည့်ပြီးတော့လှည့်ထွက်လာပြီအဲ့တော့ပြောချင်တာကကျမနဲ့ပတ်သက်ပြီး attention မရှာနဲ့ကျမလည်းဘယ်သူမှပတ်သက်ပြီး attention မရှာဘူးเนาะအေးရင်ကောင်းမှာကျမလုပ်နေတာအဲ့တော့ကမလေးကိုပြောချင်တာကကိုလို့เนาะသူများကိစ္စဝင်မပါနဲ့ကိုထမင်းကိုစားပြီးသူများကိစ္စဝင်ပါတခါတည်းနင်းတက်ကလေးငငယ်ကလေးရှိသေးတယ်နင်းတက်ကလေးငငယ်ကလေးရှိသေးတယ်เนาะငါတို့ဆိုတခါလေးကျငါတို့ကိုပြောနေတာငါတို့မသိရင်အောင်ဆောင်တာငါတို့အရှိန်မထိလာသေးငါတို့မသိရအောင်နေခုနဲ့ sticker တင်တာငါမြင်နေလေငါအားပြေလျှော်ပေးထားတယ် sticker တင်တာမို့ media interview ဆိုတော့ကျတော့နင်းဘာဖြစ်ချင်လဲငါတအားသိချင်သွားပြီငါမေးရတော့မယ်ဘာဖြစ်ချင်တာလဲဘာလုပ်ချင်တာလဲသိလားနင်းကသတိပေးရလဲပြောနင်းကဘယ်တော့သတိပေးခဲ့တာလဲငါအားသိချင်သွားအကြီးကအဲ့လိုကြောင်ပြောင်ဆောင်ငါမကြိုက်တာငါ့ကိုသတိတကယ်ပေးခဲ့တယ်ဆိုတော့ငါဘာပြောဘာမှလည်းပြောခဲ့ပဲနဲ့ဘာဖြစ်တယ်ညာနင်းစောက်ဆရာမကြီးထားနေဘာဒီပြောနေမလဲကြက်မပြေဘူးနင်းတကယ်ကြက်မပြေဘူးနင်းအုံနောက်ကြီးอ่ะတကယ်ဘယ်သူများသားသမီးတွေအဲ့လိုပြောချင်ကြက်မပြေလို့လည်းလူမျိုးတက်ဖြစ်ကြက်ပြေတဲ့လူကအဲ့လိုမျိုးကိုဖြေးနေမှာမဟုတ်ဘူးတကယ်မလုပ်ဘူးကြက်ပြေတဲ့လူကငါမုန်းနေလို့ရတော့ထင်းမင်းနဲ့မလင်းငါမုန်းနေလို့မရငါမုန်းနေကငိမ့်နေတာပဲရှိတာမထိသိ၍ပေါ့နော်မစိုးလာသိ၍ငါတတ်မှတ်ထားတဲ့ boundary မကျော်လာသေးငါအားလုံးသိခံတယ်ငါတတ်မှတ်ထားတဲ့ boundary ကျော်လာတော့မရငါအားလုံးလိုက်လုပ်တယ်တဲ့ပဲနည်းဘယ်သူနေဘာနေယူဆိုင်နော်နင်းကပြောနေတယ်နင်းပြောနေတဲ့ဟင်းထက်ပါညာလဲငါคิวမဆိုင်ဘူးအထည့်ပြောတာဟင်းထက်ကိုလည်းငါပြောထားပြီးသားနော်အဲ့တော့ကိုဟာလေးကိုတိုင်းစာလေးနဲ့နေတာငါ့ကိုလာပြီးတော့ဟိုဆွဲထည့်လာမလုပ်နဲ့ state တင်ပါညာနဲ့လာမလုပ်နဲ့ငါဖြစ်ရင်ငါခံတယ်ငါကလည်းပြောထားပြီးသားကျမလုပ်ရင်ခရင်ငါလုပ်ရင်ငါခံတယ်ဘာမှမဖြစ်ရေးစစမယ်ငါဘောဟာနော်အခုလိုနီးနေရလို့လည်းမလေးငါရုပ်ကိုပဲကြည့်လိုက်ငါမျက်နှာကိုပဲကြည့်လိုက်ငါမျက်နှာတစ်ချက်နဲ့ပုံကအသေးကွက်နဲ့ပုံပါပဲလားငါပေါ်မှာငါမလီငါမလို့ချင်းလို့ငါထားခဲ့တာလူရောမဟုတ်ငါကိုမလေးလိုက်တာလွင့်နေရအရှိအဖေကနှောက်ရက်နေရကြည်နေရတယ်နော်အဲ့တော့ကျွန်မပြောနေတာအားလုံးလည်းသိချင်နေမယ်ထင်ပါတယ်အဲ့လိုသိရမလားမီဒီယာတွေကလည်းတင်နေရသမားမိုးသိမ့်ပါဖြစ်တယ်ညာဖြစ်တယ်ဟာဘာဖြစ်တယ်ညာဖြစ်နေဘာမှမဖြစ်ပါဘူးကျွန်မလည်းအေးစေးကောင်းမှုမှာပဲရှင်တို့အားလုံးသိချင်နေရတဲ့အကြောင်းရင်းဒီကျွန်မ relationship တင်နေပြီးတော့လို့ဖြစ်သွားတဲ့အကောင်းနဲ့တော့မဟုတ်ပါဘူးသူအရင်ဇက်ကြောင်းနဲ့ဇက်ရှုပ်ပြီးသူပြန်ပြီးတော့ကျွန်မနဲ့ဇလန်ပြီးမှာပါဇလန်မဲ့သူပြန်ဇက်ရှုပ်သွားတာပါအဲ့ဒါကျွန်မမတက်နိုင်ဘူးကျွန်မအဲ့လိုမျိုးသိမလားဟိုဖောက်ပြန်နေလို့ဘာလို့လဲကျွန်မဒါကျွန်မခေါင်းစင်မတက်ဘူးလေနော်ဒါဆိုကိုကဖြတ်ခဲ့တာကိုကထားခဲ့တာကိုကဒါကြီးကိုခက်လုပ်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့်မို့လို့နော်သူများတော့ပြောလို့မရဖောက်ပြန်နေလေနောက်ပြောက်တွေဒါပြောလို့နေတာလူလေးကျွန်မလည်းအခုနောက်ပြောက် date ချင်လိမ့်မှာပဲလေနောက်ပြောက်တွေ့ချင်တွေ့မှာပဲလေနော်ဒါသူ personal ကို personal ရှင်းလေးပဲအဲ့တော့သူပြောနေတဲ့တက်မှာအမအောင်တတိပေးခဲ့ပါတယ်အမကျွန်မတနာခဲ့အကောင်မလေးတစ်သက်လုံးမဖြစ်ဘူးမပူနဲ့ကျွန်မပြိတ္တတွေကျွန်မဘယ်တော့မှမပူနဲ့ကျွန်မဘယ်တော့မှတနာစရာအရှိ relationship မှာဖြစ်ခဲ့ပါကျွန်မစာရမ်းတက်သွားတယ်အဲ့ဒါကြောင့်မို့ကျွန်မရဲ့စက်ညင်စက်လုံးနဲ့မမီဘူးဆိုကျွန်မ hey hi say bye ဆိုတခါလေးထားခဲ့မှာကျွန်မတို့ကောင်းမှာ view ဆိုင်ဘူး
တာဝရင်လာတိတက်ပြီးချမ်းသာနေလဲစပါဖြူဆိုင်ငါရဲ့စံလုံးစံချိန်နဲ့မဝင်ငါထားခဲ့မှာတကယ်ပဲရှင်းရှင်းလေးပဲခုနပြောလို့ပေါ့ချစ်နေရဲ့ချိန်တော့တည်မှာโอเคစဉ်းစားရလို့အလုံးမရတော့ဘူးเนาะအဲ့တော့ရှင်းရှင်းလေးပါအခုပြောချင်တဲ့အဓိပ္ပာယ်ဒီအားလုံးသိချင်နေလို့ဟာသနာမုန်းသိမ့်ပါဘလို့ဒီလိုမျိုးပြန်ပြီးဖြတ်လိုက်တာလဲဆိုတော့အကြောင်းရင်းဒီဒါသိသွားပြီเนาะအဲ့တော့ attention ရှာနေတဲ့ညီမလေးကိုလည်းပြောချင်တာက attention မရှာနဲ့ရှာခြင်းကိုကကိုစူးစမ်းအမှုညာလောကမှာစူးစမ်း item ကောင်းအောင်လုပ်ဟုတ်လား item ကောင်းအောင်လုပ်เนาะ communication ကောင်းအောင်လုပ်ကိုစောက်လုပ်ကိုလုပ်သူများစောက်လုပ်ဝင်မပါနဲ့အဲ့ဒါဆိုရင်လုပ်လို့ရပြီလူညာလောကမှာနေတဲ့ထိုင်တက်ဒါပဲဒါပေမဲ့ရှင်းရှင်းလေးပဲအခုနေငါ့ကိုတွဲပြီး attention ရှာလို့ငါအကောင်ပြောဟာတဲ့သူ့အလိုဖြစ်ရင်ညီမလေး attention ပေးလို့ no ဟာရုပ်ချောတိုင်းလာမင်းသမီးဖြစ်ရင်မင်းသမီးပုံနေမှာပေါ့ဒီကမှာချောတယ်မင်းမညာကြီးပဲဟုတ်ရုပ်ချောတိုင်းလာမင်းသမီးဖြစ်ရင်မင်းသမီးပုံနေမှာပဲအကုန်လုံးမင်းသမီးဖြစ်နေမှာပေါ့ရှင်းလေးပဲလူညာလောကပါအရင်ရှုပ်ထွေးတယ်နေတဲ့ထိုင်တက်ရတယ်ဒါတော့ငါတို့ကနေထိုင်တယ်ငါတို့မပါဘူးအမလေးငါတို့ကတလီယာတွေသိရမလားငါတို့ကတလီယာသူညတခုတော့ငါတို့10ခွန်းပြန်ကတ်တဲ့ကောင်မလေးငငယ်တော့ကပြောတာပါအခုတော့စိတ်လျှော့ထားရတယ်အခုတော့စိတ်လေးနည်းနည်းလျှော့ထားတိတ်မကတ်တော့ဘူးသိရမလားစိတ်ထဲတော့ကတ်တယ်စိတ်ထဲတော့ပြန်ကတ်တယ်မကတ်တော့ဘူးဒါပေမဲ့အခုလိုမျိုးလူပါဝရတယ်တော့ငါပြန်ကတ်မှာအော်လာမလုပ်နဲ့မလေးတမမုန်းသိမပြောရဘူးမတင်တမမုန်းသိပြောရတယ်အမလေးခေါင်းလေးတော့တက်ပြီးတော့ငါပြောလာတာဒီလိုလောက်ကလေးလောက်ကတော့ဟောဟာအဲ့ဒီတော့ပဲရှိတယ်နော်အဲ့တော့နောက်တစ်ခါထပ်ပြီးတော့ငါ့နဲ့ပတ်သက်ပြီး attention ရှာမယ်ဆိုရင်နင်တို့ရဲ့နေမှာဆွဲလုံးမှာဒါပဲ